Formula Upgrade မြင့်လိုက်တဲ့ Arsenal မင်္ဂလာပါရှင်ဂိုးဆက်က MM ကျူတူပါတယ် Arsenal အသင်းအတွက်ပေါင်85တန်းတန် Bruno Guimaraes ရဲ့အပြောင်းရွှေ့ဟာကွင်းလယ်ကိုအားဖြည့်ရုံတည်းမဟုတ်ပါဘူးနီးပြမီခေးအာတီတာရဲ့ set piece formula တွေအတွက်ရာစုနှစ်ရဲ့အကောင်းဆုံးအကွက်ရွှေ့မှုတစ်ခုလည်းဖြစ်လာနိုင်ပါတယ်ကိန်းဂဏန်းအချက်လက်တွေအရဒီအပြောင်းရွှေ့ဟာဘာကြောင့်ဒီလောက်ထိပါနဲ့လွန်နဲ့ယူဟာမြောက်ခေါ်ယူမှုဖြစ်လဲဆိုတာအခုပဲကြည့်လိုက်ရအောင်အင်္ဂလန်ပရီးမီးယားလိဂ်မှာအာဆင်နယ်ဟာပြိုင်ဘက်တွေကြောက်ရတဲ့ set piece formula အသင်းကြီးအဖြစ်နာမည်ကြီးပြီးသားပါအခု Guimaraes ရောက်လာတာဟာသူတို့ formula တွေကိုပို့ပြီးအစွမ်းထပ်သွားစေပါတယ်Guimaraes ရဲ့ထူးခြားတဲ့အချက်တစ်ခုကသူဟာပြစ်ဒဏ်ပေါ်ဖောင်းပေါ်အရှာနိုင်ဆုံးကစားသမားတစ်ယောက်ဖြစ်နေတာပါ2022ဖေဖော်ဝါရီလကတည်းကစတွက်ရင်Guimaraes ဟာ Premier League မှာပြိုင်ဘက်အသင်းရဲ့ဖောင်းလောက်တာကိုအကြိမ်400ကျော်အထိခံခဲ့ရပါတယ်။ဒါဟာအင်္ဂလန်မှာအများဆုံးပမာဏဖြစ်ပြီးဥရောပထိပ်တန်းလိ5ခုလုံးမှာဆိုရင်တော့ဇာကာညီတယောက်ပဲသူ့ထက်ပိုများတာပါ။ဆိုလိုတာကGuimaraesဟာအာဆင်နယ်အတွက်အရေးပါအသုံးဝင်တဲ့ပြစ်ဒဏ်ပေါ် free kick တွေကိုတောက်လျှောက်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။သူဟာပြစ်ဒဏ်ပေါ်ရအောင်ယူယုံတွေမဟုတ်ပါဘူး။2022တဲကဆိုရင်ဒေါင်းကန်ပေါ်နဲ့ပြစ်ဒဏ်ပေါ်တွေကနေတဆင့်12ဂိုးအထိသွင်းယူထားပြီးဒါဟာ Premier League ရဲ့ကွင်းလယ်နဲ့တိုက်စစ်မှုတွေအထဲမှာအများဆုံးစံချိန်ပါပဲ။ Gabriel လိုခေါင်းတိုက်ကောင်းတဲ့နောက်ခံလူနဲ့ပေါင်းဆက်လိုက်ရင် Arsenal ရဲ့ set piece တိုက်စစ်တွေဟာပြိုင်ဘက်တွေအတွက်အိမ်မက်ဆိုးဖြစ်လာတော့မှာပါ။နောက်တစ်ချက်ကGuimaraesဟာတံပြန်တိုက်စစ်တွေကိုဖျက်တောက်နိုင်စွမ်းလည်းမြင့်မာပါတယ်။ပြီးခဲ့တဲ့ရာသီကအာဆင်နယ်ဟာပြိုင်ဘက်ဂိုးဧရိယာအနီးမှာဘောလုံးပေးပို့မှုအမှားအယွင်းတွေအကြိမ်ပေါင်း1500နီးပါးရှိခဲ့ပြီးတံပြန်တိုက်စစ်တွေမကြာခဏခံခဲ့ရပါတယ်။ Guimaraesဟာပြိုင်ဘက်ရဲ့တံပြန်တိုက်စစ်တွေကို free ရဲ့သုံးပြီးချိန်သားကိုက်ဖျက်တောက်နိုင်တဲ့ကွင်းလယ်လူဖြစ်တာကြောင့်ဒီအားနည်းချက်ကိုကောင်းကောင်းဖုံးဖိပေးနိုင်မှာပါ။ဒါအပြင် Rice နဲ့ Odegaard တို့ရဲ့ပွဲပတ်မှုနဲ့ဒဏ်ရာပြဿနာတွေကိုလည်း Guimaraes ရဲ့စန့်ခိုင်မှုနဲ့ကစားဟန်စုံလင်မှုတွေကအပြည့်အဝအထောက်အကူပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့် Bruno Guimaraes ရဲ့အပြောင်းအရွှေ့ဟာကွင်းလယ်လူတစ်ယောက်ကိုတာမန်သဘောမျိုးခေါ်ယူတာမျိုးမဟုတ်ပဲArsenal ရဲ့ Premier League Champion ဂုဏ်ပုဒ်ကိုဆက်လက်ကာကွယ်သွားနိုင်မဲ့ဗျူဟာမြောက်ခေါ်ယူမှုတစ်ခုပါပဲဒီပေါင်85တန်းတန်ခေါ်ယူမှုပေါ် Arsenal ပြည်သက်တွေရောဘယ်လိုမြင်လဲ Arsenal အသင်း back to back champion ဖြစ်လာနိုင်မလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး